ဒါလေးကတော့ကျွန်တော်တို့ကိုမဆု PC 85ယူဘဟိုးလေးရကိုမဆု PC 85 UU2 ဟောဖြစ်ပါလေစက်ကလေးကတော့ဒုံကာလာကတော့ခင်းရောင်ဖြစ်နေပြီဗျဒီကာလာလေးတွေဒီမှန်လေးတွေရောကွဲနေတာလေးရှိတယ်ဒါမဲ့စက်တွေအင်ဂျင်တွေကတော့အကုန်ပေါ်ပါတယ်ဗျမစိုးဘူးဗျာနော်ဘက်ကတ်တွေပါလေကောင်းပါသေးတယ်နော်ဒါပြောကျွန်တော်တို့ဒီမှာ trash shoe တွေပေါ့နော် trash shoe တွေလည်းကြံပါသေးတယ်နော် trash shoe တွေပါကြံသေးတယ်နော် idler လည်းကြံပါသေးတယ်နော် idler လည်းကြံတယ်နော်ကျွန်တော်ဘယ်တော့ spoke နော် spoke လည်းကြံပါသေးတယ်နော်spoke လည်းကြံပါသေးတယ်နော်ပြော engine ကတော့နော် Yamaha engine Yamaha engine ပါနော်ဒီလေးကပုတ်ပါလေးပဲနင်းဘလိတ်က Yamaha မနေ့ဟိုတိုင်လာပြုတ်လို့လေ Yamaha 4084L ဒါသူ့ engine မိုးရအောင်နော်4084 engine မှာမနေ့ကဟိုတပ်ပြတဲ့ကောင် engine လေးတွေက Yamaha engine လေးတွေမှာဒါရှစ်တန်ဘဟိုးတွေတုံးနေကြ engine လေးတွေနော်ကျန်တော့ ဖက်ပြတစ်ဖက်ချအောင်ဒါဆိုဟိုဘက်ကကျွန်တော်လွတ်လိုက်ပဲ ကောင်းပါလေချက်ချင်းတန်းပြီးတော့အလုတ်ခိုင်းလို့ရတယ်စက်လေးပါနော် ချသွားဒီမှာရောက်လဲဟိုကောင်း ချက်ချင်းတန်းပြီးတော့အလုတ်ခိုင်းလို့ရတဲ့စက်လေးတွေပါဒီကောင်ကိုကျွန်တော်တို့ နောက်နေတော့ဘာမှမဟုတ်ဘူး ဟုတ်ကျွန်တော်တို့ဒါကတော့ခေါ်စီကတော့350ပါနော်ကျော်နေကိုမဆု8တန်းနေဟာကျွန်တော်တို့ဘုံချိုးလို့ရတယ်နော်ဘုံချိုးရတဲ့နေတာနော် မနေ့ကဟိုတိုင်ကျွန်တော်ပြောရင်းရုံးလေး ဒီကောင်လေးကိုယူမယ်ဆိုရင်တော့ကျွန်တော်တို့ ဆောက်ကဟိုလာမြေပုံးကျိုးတွေကလားလို့ နော်ကျွန်တော်တို့ဒါလေးကတော့350ပါနော်350ခေါ်စီရှိပါလေတီဆိုင်ဆိုရင်တော့ရှော့ပေးဖို့ပိုင်ရှင်ကိုပြောပြပါမယ်လက်ရှိခေါ်စီရော350ပါဒီခေတ်ဒီအချိန်ဒီမှာ350နဲ့ဘဟိုးတစီကတော့ဒါအဆင်ပြေပါနော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အခုလိုကြည့်ရှုအားပေးရ ရှိရတော့